ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွမ်းကြီးကြီးရော်ကမင်္ဂလာဣခံပွဲနေအင်ကိုအကျန်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်သူတို့သမီးနဲ့ကလေးငယ်တွေအပါအဝင်အရေသားအယောက်30တေဆုံးခဲ့ရပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။မလ25ရက်မနေ့ပိုင်းကအဲ့ဒီကြီးရော်ကိုတိုက်ပွဲတစုံတရာဖြစ်ပေါ်တာမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမင်းနဲ့စစ်စင်နေမြေသတင်းနဲ့ပြန်ကြားရေးကသတင်းထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်အထက်မှာတော့စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်နေအိမ်တွေပျက်စီးသွားခဲ့ပြီးသူတို့သမီးနဲ့ကလေးငယ်တွေပါဝင်အရေသားအယောက်30လောက်နေရာမှာပွေးချင်းပြီးတေဆုံးသွားခဲ့ပြီးအယောက်20လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာအကျန်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစီးရဲပြင်းမဲ့မဟုတ်တဲ့အရေသားပြည်သူတွေနေထိုင်တဲ့ကြေးရော်တဲ့လူစေကားတဲ့နေရာတွေကိုရေချဲရှိပြင်းမဲ့ထားကတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။